ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာ MMA Sport Play မြန်မာကနေ January 29ရက်မနက်အစောပိုင်း2နာရီခွဲမှာကစားမယ် Champion League ရဲ့အရှိန်အဝါအကြီးဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Napoli နဲ့ Chelsea တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုအချက်အလက်စုံလင်စွာနဲ့တင်ဆက်ပေးလိုက်ပါတယ်ဗျာဒီပွဲကတော့ Napoli ရဲ့အင်ကွက် Stadio Diego Armando Maradona မှာရှင်ပြိုင်သွားမှာပါအင်ကွင်ပရိသတ်တွေရဲ့အားပေးမှုက Napoli အတွက်အမြဲတမ်းအားသာချက်ဖြစ်တယ်လို့Chelsea နီးပြတဲ့ Liam Rosandia အတွက်တော့ဥရောပစင်မြေမှာပထမဆုံးစမ်းသပ်ခံရမယ်ပွဲကြီးပွဲကောင်းဖြစ်ပါတယ်ဗျာအသင်းနဲ့တင်ရဲ့အခြေအနေကိုကြည့်အောင်Napoli ကတော့အင်ကွဲမှာမှတ်တမ်းအလွန်ကောင်းနေပြီးတိုက်စစ်ကအရန်လင်းမြန်တယ်လို့ကွင်းလေကဘောလုံးဖြန့်ဝေမှုကလည်းတော်တော်လေးစနစ်ကြပါတယ်Chelsea ကလည်းနီးပြတဲ့လက်ထက်မှာရလက်ပိုင်းပြန်တက်လာပြီးပြီးခဲ့တဲ့ပွဲက Palace ကို2ဂိုးပြတ်နဲ့နိုင်ထားလို့စိတ်သက်ပိုင်းကတော့တက်ကြွနေတာပေါ့ဒါပေမဲ့ဥရောပအဝေးကွင်းပွဲတွေမှာခန်းစစ်ပိုင်းအာယုံစူးဆိုင်မှုလော့နေတာက Chelsea အတွက်တော့အဓိကစိုးရိမ်စရာပါပဲလူစည်းရင်ပိုင်းမှာတော့ Napoli ဘက်ကအဓိကတိုက်စစ်မှု Matteo Politano နဲ့ David Neres တို့ဟာတန်းရကြောင်းဒီပွဲကိုလွဲချော်ဖို့များနေပါတယ်ဒါပေမဲ့ဒီရာသီမှာ Napoli ရဲ့တိုက်စစ်ကို Rasmus Højlund ကဦးဆောင်နေပြီးသူ့ရဲ့မြန်နှုံးနဲ့အဆုံးသက်တွေကို Chelsea တတိထားရပါလိမ့်မယ်Chelsea အတွက်သတင်းကောင်းကတော့ကိုပါမာနဲ့ Reece James တို့ပွဲထွက်လူစည်းမှာပြန်ပါလာနိုင်တာပါဒါပေမဲ့ဂိုးသမား Jorgensen နဲ့ Lavia တို့ကတော့ဒဏ်ရာကြောင့်ဆက်လက်လွဲချော်အောင်မှာဖြစ်ပါတယ်ဗျာဒီနှစ်သိန်းရဲ့ထိတ်တိုက်တွေ့ဆုံမှုတွေမှာအမြဲတမ်းဂိုးများလေပါတယ်အထူးသဖြင့်2017 Champions League တုန်းက Napoli ကွဲမှာ Napoli က3ဂိုး1ဂိုးနဲ့နိုင်ပေမဲ့ဒုတိယအကြော့မှာ Chelsea က4ဂိုး1ဂိုးနဲ့အံ့အားသင့်စွာပြန်နိုင်ခဲ့တဲ့သမိုင်းကြောင်းကပရိသတ်တွေအတွက်အမှတ်ရနေမှာပါဗျာဒီနေ့ပွဲမှာတော့ Napoli ကပွဲကိုထင်းချုပ်ဖို့ကြိုးစားမှာဖြစ်ပြီး Chelsea ကတော့ကောင်တာတိုက်စစ်နဲ့တုံ့ပြန်သွားမှာပါ။နှစ်သင်းစလုံးဂိုးသွင်းစွမ်းရှိတာကြောင့်အပြန်အလှန်ဂိုးတွေမြင်တွေ့ရနိုင်ပြီးကျွန်တော်ရဲ့ခံမှန်းလက်ဆက်ကတော့2ဂိုးစီတည်ရဒါမှမဟုတ် Chelsea အနိုင်ဖြစ်ဖို့များပါတယ်။ဒီပွဲဟာတကယ်ကိုခံမှန်းရခက်တဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ကဲဒီပွဲကိုမနက်အစောပိုင်း2နာရီခွဲမှာကစားမှာဖြစ်လို့ Chelsea ပရိသတ်တွေရော Napoli ပရိသတ်တွေပါအိပ်ရေးပလက်ခံပြီးအားပေးဖို့ပြင်ထားကြတော့နော်။ပရိသတ်ကြီးကတော့ဘလို့ထင်လဲNapoli ရဲ့အင်ကွင်းမာဂုံကို Chelsea ကြော့ဖြတ်နိုင်မလား။ကွန်မန့်မှာခန့်မှန်းပေးခဲ့ကြပါဦး။နောက်ထပ်အားကစားသတင်းတွေအတွက်ကျွန်တော်ရဲ့ Facebook, YouTube နဲ့ TikTok တို့ကို Subscribe နဲ့ Follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။ Telegram မှာ Live Link ပေးပါမလို့ကျွန်တော်ရဲ့ Telegram ကိုဝင် Join ထားပေးကြပါအောင်ဗျာ။အဆုံးထိကြည့်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်